အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့နိုင်ငံတကာရေးရာသတင်းကဏ္ဍအစီအစဉ်တွေနဲ့ကခုဒီရုရှားနိုင်ငံကဒါမြန်မာနိုင်ငံပေါ်ကိုဒါရက်တည်လာတဲ့ဒေါ်လာတွေပေါ့ပြီးရင်ဒါဒီတစ်ဖက်ကခုဒီရှင်းတက်လာတဲ့အကျိုးစီးပွားတွေဒါနဲ့ပတ်သက်ပြီးကြောက်ဆွေးပြီးတော့ဒီကမ္ဘာပထဝီနိုင်ငံရေးရှင်တွေနဲ့ပြီးရင်ဒီကမ္ဘာတရားရှိန်ဝင်ရှားကြီးရတာတဖြည်းဖြည်းနဲ့ဒီဈေးကာလနောက်ပိုင်းမှာဆိုရင်ဒါတို့ဒီတွေးဝင်ရုပ်ကမ္ဘာပေါ့ဒါဘိုင်ပိုလာဝါကိုဒါသုံးသက်သွားပြီးတော့ဒီအမေရိကန်နဲ့ဒါနောက်ဥရောပနိုင်ငံတွေဒီနိုင်ငံတွေအားလုံးဥဆောင်လာတဲ့ဒါဧကဝင်ရုပ်ကမ္ဘာဆိုတဲ့ဒါယူနီပိုလာဝါကိုဖြည်းဖြည်းနဲ့ဒါကြံရှိပြီးတော့ရောက်ရှိနေတာဒီခုလက်ရှိဒါ20ရာစုနောက်ပိုင်းမှာဆိုရင်ဒီကမ္ဘာနိုင်ငံရဲ့အခင်းကျင်းမှာဆိုရင်ဒါတရုတ်နဲ့ရုရှားဒီနှစ်နိုင်ငံကဒါအင်အားကြီးထွားလာတယ်ပြီးရင်ဒါဒေသတွင်းပေါ့ဘောဓာတူညီတဲ့အဖွဲ့အစည်းဒီဖွဲ့စည်းတွေကဒါပူးပေါင်းဆောင်ရွက်တဲ့ဒါလှုပ်ဆောင်တဲ့ဖွဲ့စည်းဖြစ်တဲ့ဒါ BRICS ဖွဲ့စည်းဒီ BRICS Plus ပြီးရင်ဒီဘက်က CSO ပေါ့ဒီဖွဲ့စည်းတွေအားလုံးကဒါဒီခင်းကျင်းတွေအားလုံးမှာဒါပြိုးတူပူးပေါင်းဆောင်ရွက်မှုတွေဒါတွေ့လာလှုပ်ဆောင်လာဒါဒီဆက်တွေကိုကြည့်မယ်ဆိုရင်ဒီကမ္ဘာနိုင်ငံရဲ့ခင်းကျင်းကဖြည်းဖြည်းနဲ့ဒီ unipolar war ကနေဒါဒီ multipolar war ဆိုတဲ့ဒါဘိုးဝင်ရုပ်ကမ္ဘာကိုဒါပြောင်းလဲလာတစ်ဆက်တည်းမှာဆိုရင်ဒီမြန်မာနိုင်ငံပေါ့မြန်မာနိုင်ငံကတော့90နိုင်ငံဖြစ်ပြီးတော့ဒါရှေ့တောင်အရှောက်ဆိုရင်ဒါမှာပြူအမြောက်ဒီနေရာမှာရှိဒီလိုရှိနေတာဖြစ်တဲ့အတွက်ဒါနိုင်ငံတကာနဲ့တင်းတင်းလျောက်ပတ်ဆိုနေထိုင်ဖို့အရေးကြီးလာဒါမြန်မာတမန်ကိုပြန်ကြည့်ရင်ဒါမြန်မာနိုင်ငံကလွတ်လပ်ရေးရတဲ့ကဒီရှေ့တောင်အရှောက်မှာဆိုရင်ဒါဘမ်းမလိုက်တဲ့ဒါလှုပ်ရှားမှုအခမ်းကဏ္ဍတွေနဲ့ဒါတက်တက်ကြွကြွပါဝင်တယ်လို့ပြီးရင်ဒီတစ်ဖက်ကကမ္ဘာနိုင်ငံရေးအခင်းကျင်းဒီနိုင်ငံရေးအခင်းကျင်းတွေမှာလည်းဒါဒီဂျားနေဘူဝါဒဒီဘူဝါဒကိုပေါင်းထည့်ဖို့ဆောင်ရွက်တယ်ပြီးရင်ဒါမိမိနိုင်ငံရဲ့ဒါဒီတန်တဲ့လုံခြုံရေးအခမ်းကဏ္ဍတွေကိုလည်းဒါအလေးထားဆောင်ရွက်တာဒီလိုမျိုးဒါလှုပ်ဆောင်ပြီးတော့ဒါအဖက်ဖက်ကနဲ့ဒါဗမ်းမလိုက်ပဲနဲ့ဒါဘူဝါဒတွေကိုလှုပ်ရှားပြီးတော့အခမ်းကဏ္ဍတွေမှာဒါတက်တက်ကြွကြွလှုပ်ဆောင်နေတာတော့မှဒါဒီအမေရိကန်ဥဆောင်တဲ့ဒါနောက်ဥရောပနိုင်ငံတွေပေါ့ဒီနိုင်ငံတွေရဲ့ထိုးနှက်တိုက်ခိုက်မှုတွေကိုဒါခံနေရတာဒါဘာကြောင့်ဒီလိုခံနေရလဲဒါကိုပြန်ကြည့်မယ်ဆိုရင်ဒီတရုတ်နိုင်ငံပေါ့ဒီကတော့ဒါဒီအိန္ဒိချင်းတရုတ်နိုင်ငံအပေါ်ကိုဒါဒီအမေရိကန်နိုင်ငံအနေနဲ့ကဒါ China's containment ဒါဝိုင်းပတ်ထိန်ချုပ်ပြီးတော့ဒါထိုးနှက်တိုက်ခိုက်မှုတွေလှုပ်ဆောင်တာဒီလိုလှုပ်ဆောင်မှုအပိုင်းမှာဒါမြန်မာနိုင်ငံအနေနဲ့ကဒါစက်ကွင်းမလွတ်တဲ့နိုင်ငံဖြစ်လာတယ်ဒါဒီလိုဖြစ်လာတဲ့အတွက်မြန်မာနိုင်ငံကဒါလက်ရှိမှာဆိုရင်ဒါဒီအမေရိကန်နဲ့နောက်ဥရောပနိုင်ငံတွေရဲ့အဓိကဒါထိုးနှက်တိုက်ခိုက်မှုခံရရတယ်ပြီးရင်ဒီလက်ရှိဖြစ်နေတဲ့ဒါ US China US Russia ပေါ့ဒီဆက်ဆံရေးကြားမှာလည်းဒါမြန်မာနိုင်ငံအနေနဲ့ပေါ့ဒါဒီလိုက်တင်ပေါ့နေထိုင်ပြီးတော့ဒါဆက်ဆံနေရတယ်ပြီးရင်ဒါအခုဒီလက်ရှိပေါ့မြန်မာနိုင်ငံရဲ့သွားနေတဲ့ဒါလမ်းကြောင်းပေါ့သွားနေတဲ့လမ်းကြောင်းအနေကဒါ base approach ပြီးရင်ဒီဘက်ကဒါသွားမဲ့ဒါလမ်းကြောင်းကဒါ balance interest ဒီအကျိုးစီးပွားကိုဒါဒီဥတည်ပြီးတော့ဒါလမ်းတို့ညီမျှဆက်ဆံဥပမာပေးရရင်ဒီအိန္ဒိယနိုင်ငံအိန္ဒိယပေါ့အိန္ဒိယကျင့်သုံးတဲ့ multi alignment တန်းညှိနီးစုံဒီလို light type ဆက်ဆံရေးမျိုးနဲ့ပဲသွားမှဒါမြန်မာနိုင်ငံအတွက်ရေရှည်မှဒါခွင့်လန်းတွေအားလုံးကဒါကောင်းမွန်တဲ့ရွေးတစ်ခုဖြစ်တယ်ဆိုတာကိုတော့ဒါမြင်တွေ့နေရတယ်အဲ့တော့ဒီဘူးဝင်ကမ္ဘာပေါ့ဒါမာတီပူလာဝါခင်းချင်းမှာဒါအင်အားကြီးတဲ့နိုင်ငံဖြစ်တဲ့ရုရှားကဒီဘာကြောင့်ဒါဒီအင်ဒိုပစိဖိတ်ဒေသရှိတဲ့ဒီရှေ့တောင်အာရှနိုင်ငံတွေကိုဒါတနမဆက်ဆံရေးတွေပြီးရင်စီးပွားရေးကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ဒါဥတီလှုပ်ဆောင်လာနေရတယ်ဒါရုရှားကဒီယူကရိန်းကိုဒါစစ်ဖြစ်ပြီးတော့ယူကရိန်းနိုင်ငံကိုဒါထူးစစ်ဆင်ရေးဆင်နွှဲပြီးတဲ့နောက်မှာဒါနောက်ဥရောပနိုင်ငံအနေနဲ့ဒါထိတိုက်တွေ့ဆုံလာတယ်ပြီးရင်ဒါအကျိုးစီးပွားမှာဆိုရင်ဒါဒီရုရှားနိုင်ငံက sanction တွေတော်တော်များများကြုံတွေ့ရတယ်ဒီချက်တွေနဲ့ပတ်သက်ပြီးဒါရုရှားကအတွက်ကိုဒါဥတီလှုပ်ဆောင်ပြီးရင်ဒါဒီရုရှားသမ္မတပူတင်ပေါ့ဒါသူပြောခဲ့တယ်လို့ပဲဒီခုဒါဘူးဝင်ရုပ်ကမ္ဘာကိုဒါသွားမဲ့မာတီပူလာဝါခင်းကျင်းမှာဆိုရင်ဒါအင်ဒိုပစိဖိတ်ဒေသကအရေးပါတယ်ပြီးရင်ဒါဒီဒေသမှာရှိတဲ့ဒါရှေ့တောင်အာရှနိုင်ငံတွေကအဓိကအခန်းကဏ္ဍကပါတယ်ဆိုတာဟုတ်ဒါပြောကြားထားရှိတယ်ဒီအတွက်လည်းပဲဒါသူကဒါမှာပြောမြောက်ရှေ့တောင်အာရှနိုင်ငံတွေကိုဒါကျိုးတူပူပေါင်းဆောင်မှုတွေလုပ်လာတယ်ဒါဒီရှေ့တောင်အာရှနိုင်ငံတွေကဒါဒီအဓိကဒါမှာပြောမြောက်နေရာမှာတည်ရှိနေတာဒါပထဝီနိုင်ငံရေးရလည်းရေးပါတယ်မြန်မာနိုင်ငံအတွက်တော့ဒါဒီရုရှားနိုင်ငံနဲ့နှစ်ဦးနှစ်ဖက်ဒါတနမဆက်ဆံရေးတွေကပို့ပြီးတော့အဓိကကြာလာဒါဒီဆက်ဆံရေးအခြေအနေတွေကပဲဒါဒီမြန်မာနိုင်ငံအတွက်လည်းဒါဒီစီးပွားရေးလောက်ကိုင်းခွင့်လန်းတွေအားလုံးမှာဒါရေရှည်ရမြန်မာနိုင်ငံအတွက်အကောင်းမွန်တဲ့ရွေးတစ်ခုဖြစ်ဒါရုရှားမြန်မာဆက်ဆံရေးပေါ့ရုရှားမြန်မာဆက်ဆံရေးကဒီ2009ခုနှစ်ကလေးကဒီရုရှားရဲ့ဒါနျူကလ িয়ার သူတေသနာစင်တာပေါ့ဒီရှက်နဲ့ပတ်သက်ပြီးတော့ဒါနှစ်ဦးသဘောတူလက်မှတ်ထိုးထားတာရှိတယ်ပြီးရင်ဒါဒီ2014မှာဆိုရင်လည်းဒါစီးပွားရေးအရာဒါကော်မရှင်ဖွဲ့စည်းကိုလည်းဒါ
နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးထားတယ်ပြီးရင်ဒီ2018ပေါ့2018မှာဆိုရင်ဒါဩဂုတ်လ21ရက်နေ့ကရုရှားကာကွယ်ရေးဝန်ကြီးကဒါပြောကြားထားတာရှိတယ်ရှေ့တောင်အာရှဒေသရဲ့ဒါ Pacific နားသက်ဒေသမှာဒါမြန်မာနိုင်ငံကရုရှားအတွက်ဒါမှာပြူအမြောက်အိပ်ဖက်နိုင်ငံဖြစ်တယ်လို့ဒါကျွန်တော်တို့ယုံကြည်တယ်ဆိုပြီးတော့ပြောကြားထားတာရှိတယ်အဲ့တော့ဒါ2022ခုနှစ်စက်တင်ဘာ9ရက်နေ့ကဒါရုရှားနိုင်ငံမှာကျင်းပတဲ့ FEFU campus မှာဆိုရင်ဒီသမ္မတပူတင်နဲ့ဒါမြန်မာနိုင်ငံရဲ့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတွေ့ဆုံချိန်မှာလည်းဒါဒီမြန်မာနိုင်ငံကဒါအရှေ့တောင်အာရှဒေသမှာဆိုရင်ဒီယုံကြည်အားထားတဲ့မိဖက်နိုင်ငံဖြစ်တယ်ဆိုတာကိုပြောကြားထားတာ။အခုဒီလက်တလောပေါ့ဒါ2025ခုနှစ်ဒီမတ်လ4ရက်နေ့ကတွေ့ဆုံတဲ့အချိန်မှာဆိုရင်ဒါဒီသူတို့အခုကဒီနိုင်ငံတကာပြဿနာအများစုနဲ့ပတ်သက်ပြီးတော့ဒါရုရှားမြန်မာရည်တည်ချက်တွေကကိုင်နေတယ်။ပြီးရင်ဒီတစ်ဖက်ကအပြုသဘောဆောင်တဲ့လှုံ့ဆော်ချက်တွေဒါတွေကတစ်ဆင့်ပေါ့ဒါနိုင်ငံပူးပေါင်းဆောင်ရွက်ရေး level တီးတီးမှာဆိုရင်ဒါစတဲ့တကူတိုးတက်လာမယ်ဆိုတာကိုယုံကြည်ကြောင်းကိုဒီလင်းပြောဆိုထားတာ။ဒီချက်တွေကိုပြန်ကြည့်မယ်ဆိုရင်ဒါရုရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံအပေါ်ကိုဒီဆက်ဆံရေးအရှိတောင်အာရှအထူးကမဟာဗျူဟာအခန်းကဏ္ဍပို့ပြီးတော့ဒါမဟာဗျူဟာမြောက်မိဖက်နိုင်ငံအဖြစ်ဒါလေးထားဆက်ဆံနေတာကိုတွေ့နေရတယ်။ဒီနေ့ဒါပြောသွားတဲ့ဒီအကြောင်းအရာကိုဒါပြန်ပြီးနှိပ်လျှော့ရရင်ဒါဒီဘူးဝင်ရုပ်ကပါပေါ့ဒါဒီ multipolar war ခင်ကျင်ကိုတွားနေတဲ့အင်အားကြီးနိုင်ငံတဲ့နိုင်ငံဖြစ်တဲ့ရုရှားရဲ့မြန်မာနိုင်ငံကိုဒါဘော်ဒါရက်တီချက်တွေကျိုးစီးပွားဥတီချက်တွေကဒါမြန်မာနိုင်ငံအတွက်ဒါလောက်ကိုင်းဝန်ထမ်းတွေပြင်ထားနိုင်တဲ့စီးပွားရေးပို့တိုးတက်မှုဒီချက်တွေပေါ်မှာဒါကောင်းမွန်တဲ့ကြိုးတက်ရောက်မှုတွေရရှိလာနိုင်ဖြစ်တဲ့အတွက်ဒါမြန်မာနိုင်ငံအနေနဲ့ပေါ့ဒါရုရှားနဲ့ဒီမြန်မာဆက်ဆံရေးဒီမဟာမိတ်ဆက်ဆံရေးကိုဒါရေရှည်မှာဒါပုံမူတည်တတ်ခိုင်မြဲအောင်လှုပ်ဆောင်သွားတဲ့ကြောင်းကျွန်တော်အနေနဲ့တုံ့ပြန်ကြလဲအားလုံးကိုကျေးဇူးတင်